စစ်တပ်အုပ်ချုပ်ရင်တိုင်းပြည်မှာဘာတွေဆက်ဖြစ်လာနိုင်လဲပထမဆုံးတစ်ချက်အနေနဲ့9နှစ်တာကာလစစ်တပ်အုပ်ချုပ်ခဲ့တဲ့ကာလမှာတိုင်းပြည်ရဲ့စီးပွားရေးဟာတိတိတသားကြီးကိုကျဆင်းသွားပါတယ်တိုင်းပြည်ရဲ့ငွေကြေးဖောင်းပွားမှုကလည်းအဆမတန်ဖြစ်လာပါတယ်ဒီဒဏ်တွေကိုဘယ်သူတွေခံစားကြရလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်လုံးကြီးပါခံစားကြရပါတယ်သို့ပေမဲ့တိုင်းပြည်မှာရှိတဲ့အခုလက်ရှိအုပ်ချုပ်နေတဲ့စစ်တပ်အတိုင်းဝိုင်းရလူတွေစစ်တပ်နဲ့ပတ်သက်တဲ့သူတွေခရိုနီတိုင်းဝိုင်းရလူတွေခရိုနီနဲ့ပတ်သက်တဲ့သူတွေဒီဒဏ်တွေကိုနည်းနည်းမြနှမ်းစည်းစာမြမခံစားကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကပို့ပြီးတော့လောက်ပိုင်ဝင်တွေရကြတယ်အကျိုးမြတ်တွေရနေကြပါတယ်။တကယ်ခံစားကြရတာကကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူလူထုတွေအားလုံးခံစားကြရတာပါ။စစ်တပ်ကိုဘောမနေလို့လေဒီဒဏ်တွေမခံစားရဘူးလားဆိုတော့မဟုတ်ပါဘူးခံစားကြရပါတယ်။တည်တည်ချာချာပြန်ပြီးစဉ်းစားစီစစ်ကြည့်ရင်သိရှိနိုင်ပါတယ်။အဲ့လိုပဲတော်လှန်ပြည်သူမိဘတွေကလည်းခံစားနေကြရပါတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာတခုခုဖြစ်လာတယ်အခုဒီကျိုးဆက်တွေဖြစ်လာတယ်ဒီကျိုးဆက်တွေဖြစ်လာတာကတိုင်းပြည်လုံးခံစားကြရတယ်စစ်တပ်ပါခံစားနေကြတယ်စစ်တပ်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းရလူတွေပါခံစားနေကြရတယ်ဆိုရင်တော့ဒါကဒေါ်လာရင်းတပ်ဖွဲ့နဲ့စစ်တပ်ကြားပဏိပခါတွေဖြည့်ရှင်းဖို့အတွက်ဘယ်လိုပြောရမလဲပြည်ငြိမ်းမှုအတွက်ဆိုလို့ရှိရင်တော့မှပဲဒါကနည်းနည်းစဉ်းစားရရှိပါတယ်ဘာလို့ဆိုစစ်တပ်လည်းဒီတန်တွေကိုခံစားရတယ်ဆိုလို့ရှိရင်ဒါကနှစ်ဦးနှစ်ဖက်လုံးမှားနေတယ်လို့ကျွန်တော်တို့ကသုံးသပ်လို့ရမှာပါဒါပေမဲ့စစ်တပ်ကလူတွေဘာမဟုတ်တဲ့စစ်တပ်နဲ့ပတ်သက်တဲ့အုပ်ချုပ်ရေးမှုတွေယာယီမှုတွေသူတို့တောင်မှပဲစီးပွားရေးတွေပြည်လဲဖြစ်တယ်လောက်ပိုင်ငွေတွေရပြီးတော့စီးပွားရေးတွေပြည်လဲနေတယ်ဒီလိုလူတွေစစ်တပ်နဲ့ပတ်သက်တဲ့သူတွေတော်တော်များများအဆင်ပြေနေပြီးတော့တိုင်းပြည်ရဲ့ပြည်သူလူထုတွေအခြေခံလူရန်သားတွေအောက်ခြေလူရန်သားတွေအားလုံးကဒီဒဏ်တွေကိုခံစားနေကြရတယ်ဆိုလို့ရှိရင်ဒါဟာစစ်တပ်ရဲ့စိုးကျိုးကြောင့်စစ်တပ်အုပ်ချုပ်မှုရဲ့စိုးကျိုးကြောင့်လို့ကျွန်တော်တို့ကသုံးသပ်လို့ရမှာပါသုံးသပ်မှာပါဘောနော်အဲ့တော့တိုင်းပြည်မှာစီးပွားရေးတွေကျဆင်းလာတယ်ငွေကြီးတွေဖောင်းပွားလာတယ်အဲ့တော့ပြည်သူလူထုတွေကဒုက္ခတွေကိုနှိမ့်စင်တဲ့အမျှခံစားနေကြရပါတယ်ဘယ်လိုလုပ်ဖြစ်ခဲ့တဲ့စီကိစ္စတွေဆိုလို့ရှိရင်ကားတွေကစုံရဲမထွက်ရတဲ့ကားတွေမာရဲမထွက်ရတဲ့ကားတွေရှိပါတယ်ဒီဒဏ်တွေကလည်းပြည်သူလူထုပဲခံစားရတာပါစစ်တပ်နဲ့ပတ်သက်တဲ့သူတွေကဘယ်နည်းမှာသူတို့ရှိတဲ့ကားဘယ်ကားပဲထွက်အဆင်ပြေပါတယ်အဲ့လိုပဲခရိုနီရဲ့သားသမီးတွေကလည်းဒီဒဏ်တွေကိုမခံစားကြပါဘူး။ဘာလို့လဲဆိုတော့ဒီအုပ်ချုပ်ရေးရန်တွေကသူတို့ကိုပါစားပေးနေတာဖြစ်တဲ့အတွက်သူတို့ကတော့အဆင်ပြေနေပါတယ်။အဲ့ဒီတော့တခုစဉ်းစားကြည့်ရမှာကကျွန်တော်ဒီကိစ္စမှာဒေါ်လာရေးဘက်ကလူစစ်တပ်ဘက်ကလူလို့ကျွန်တော်ခွဲခြားပြီးပြောနေတာမဟုတ်ပါဘူး။ဒါပေမဲ့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့လူတွေရောမားမထွက်ရတဲ့ရက်မှာစုံနဲ့ထွက်သွားလို့ရှိရင်အဖမ်းခံရတာပဲ။ဒါမှမဟုတ်လို့ရှိရင်ဒဏ်ကြီးဆောင်ရတာပဲ။တခြားပြည်သူလူထုကလည်းဒီလိုပါပဲဒါပေမဲ့ခမများတို့ထောက်ခံပေးနေပါတယ်ဆိုတော့စစ်တပ်ရဲ့အတိုင်းဝိုင်းလူတွေစစ်တပ်သားသမီးတွေကြတော့ဒီဥစ္စာတွေကိုခံစားရလားဆိုတော့ခမများတို့တည်တည်ချာချာပြန်ပြီးတော့စဉ်းစားစေချင်ပါတယ်။ဘာကြောင့်ဒီလိုတွေပြောနေရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုခံစားနေကြရတာကတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူလူထုအများစုခံစားနေကြရတာဖြစ်ပါတယ်။ဒါကိုစစ်တပ်ကြောင့်တော်လှန်ရေးကြောင့်ဒေါ်လာရင်းနဲ့တိုက်ပွဲတွေဖြစ်နေလို့ဒီဥစ္စာတွေဖြစ်နေတယ်လို့စစ်တပ်ဘက်ကပြောတဲ့သူတွေကိုပြန်စဉ်းစားစေချင်တာပါဘယ်လိုပဲဖြစ်ကခမရတို့ထောက်ခံပါခမရအကယ်၍တော်လှန်ရေးဘက်ကဒေါ်လာရေးကြောင့်ဖြစ်နေတယ်ဆိုလို့ရှိရင်ခမရတို့ထောက်ခံနေတဲ့စစ်တပ်လေအခုအုပ်ချုပ်နေတာလည်းစစ်တပ်ပဲခမရတို့ဘာလို့ဒီတန်တွေကိုလာပြီးတော့ရိုက်ခတ်နေတာလဲတည်တည်ချာချာပြန်ပြီးတော့စဉ်းစားစေချင်ပါတယ်နောက်တစ်ခုကစာဝတ်နေအခက်အခဲတွေဖြစ်လာပါတယ်ငွေကြေးဖောင်းပွားလာတယ်နေ့စဉ်နဲ့မျှရတဲ့လောအားကနဲ့ကျွန်တော်တို့ပြန်ပြီးတော့သုံးနေရတဲ့အသုံးစရိတ်တွေကကိုင်းညီမှုမရှိပါဘူးဒါတွေကိုလည်းပြန်ပြီးစဉ်းစားစေချင်ပါတယ်ဒါတွေဒီလိုတွေကြုံနေရတာကဒေါ်လာရင်းဘက်ကလူတွေပဲလားဆိုတော့မဟုတ်ပါဘူးတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူလူထုတွေအားလုံးခံစားနေကြတာပါစစ်တပ်ကိုထောက်ခံတဲ့သူတွေကလည်းဒီတန်တွေကိုခံစားနေကြတာပါခင်ဗျားတို့အဲ့ဒါကိုကြိတ်မိတ်ပြီးတော့ဒေါ်လာရင်းဘက်ကလူတွေကြောင်းလို့អော်နေတယ်ဆိုလို့ရှိရင်အဲ့ဒါခင်ဗျားတို့လည်းဒီကိစ္စတွေတိတိကျကျလေးပြန်ပြီးတော့စဉ်းစားစေချင်ပါတယ်ဒီကိစ္စတွေမှာအမြဲတမ်းကင်းလွတ်ခွင့်ရနေတာကစစ်တပ်နဲ့ပတ်သက်တဲ့သူတွေဖြစ်ပါတယ်ခရိုနီနဲ့ပတ်သက်တဲ့သူတွေဖြစ်ပါတယ်အဲ့ဒီတော့ဒီဥစ္စာကြီးကမျှတရလားစစ်တပ်သားဆက်ပြီးအုပ်ချုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ခြေလူရန်သားတွေအခြေခံလူရန်သားတွေဟာဒီဘဝမှာပဲပုံမှန်ဒီလိုပဲကိုဘဝကိုခက်ခဲနဲ့တည်ဖို့အတွက်ကိုရုန်းကန်သွားကြရအောင်မှာပဲဖြစ်ပါတယ်ဘသူဘဝစစ်တပ်ကိုထောက်ခံပါတယ်တော်လှန်ရေးကိုထောက်ခံပါတယ်ဘသူဘဝခွဲခြားခြင်းမရှိဘဲနဲ့ဒီရိုက်ခတ်လာတဲ့ဒဏ်တွေအကုန်လုံးကတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုအားလုံးကိုခံစားစေရမှာပါတို့ပေသည့်စစ်တပ်နဲ့ပတ်သက်တဲ့သူတွေမခံစားရပါဘူး
ခရိုနီတိုင်းဝိုင်းလူတွေဒီတန်းတွေကိုမခံစားရပါဘူးအဲ့ဒီတော့တရားမျှတရဲ့လားစစ်တပ်ရဲ့အုပ်ချုပ်ရေးအပိုင်းမှာထုတ်တဲ့အမိန့်တွေဟာလေပြည်သူလူထုတွေအားလုံးအမိန့်တွေကိုလိုက်နာရတယ်မလိုက်နာလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ဥပဒေအတိုင်းပဲအပြစ်ပေးအရေးယူခံရတယ်ဒါပေမဲ့စစ်တပ်အကြီးပိုင်းရလူတွေစစ်တပ်သားသမီးတွေစစ်တပ်နဲ့ပတ်သက်တဲ့သူတွေကဒီဥပဒေတွေမှာဘာကြောင့်ကင်းလွတ်ခွင့်ရနေတာလဲခရိုနီနဲ့ပတ်သက်တဲ့သူတွေခရိုနီတိုင်းဝိုင်းလူတွေရောဒီဥပဒေတွေမှာဘာကြောင့်ကင်းလွတ်ခွင့်ရနေတာလဲဒါဆိုလို့ရှိရင်ဒီဥပဒေကတရားမျှတမှုရှိရလားကျွန်တော်တို့ကဒီຢာတွေကိုစဉ်းစားဆုံးဖြတ်ဖို့လိုပါပြီစဉ်းစားဖို့လိုပါပြီတိတိကျကျတွေးကြည့်ဖို့လိုပါပြီတော်လိုင်းဘက်ကလူစစ်တပ်ဘက်ကလူဆိုပြီးတော့ကျွန်တော်တို့ကခွဲခြားနဲ့ဒါငါထောက်ခံတဲ့စစ်တပ်မလို့ဒီဥစ္စာကြီးကမှန်နေပါတယ်ဆိုပြီးတော့ထောက်ခံတာမျိုးမဟုတ်ဘဲနဲ့စဉ်းစားဆုံးဖြတ်မဲ့အချိန်ကိုရောက်ရှိနေပါပြီစီးပွားရေးကျဆင်းလာတာလေကျွန်တော်တို့တိုင်းသူပြည်သားတွေပဲခံစားကြရတာပါဒီလိုပဲစာဝတ်နေအခက်အခဲတွေဖြစ်လာတာလေတိုင်းသူပြည်သားတွေပဲခံစားကြရတာပါနောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်မှာစစ်တပ်သားဆက်ပြီးအုပ်ချုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောင်လာမယ့်မျိုးဆက်တွေဟာစစ်တပ်ရဲ့အဖိနှိတ်ခံဘဝပေါင်းများစွာဆက်ဖြစ်သွားတော့မှာပါဒီဒေါ်လာရေးမှာကျွန်တော်တို့ကတစ်ဖက်ဘက်ကမှပြက်ပြက်တတ်တာမရက်တည်ဘူးဆိုလို့ရှိရင်ဒေါ်လာရေးကအရေးနှိမ့်သွားခဲ့ရင်မဖြစ်ဖြစ်ဒေါ်လာရေးကအရေးနှိမ့်သွားခဲ့လို့ရှိရင်တစ်သက်လုံးစစ်တပ်ရဲ့နင်းများဘဝနဲ့ကျွန်တော်တို့တိုင်းသူပြည်သားတွေအားလုံးကခံစားကြရမှာပါဒါကကျွန်တော်တို့လက်ထက်မှာတင်ခံစားရမှာလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့နောက်ဖြစ်လာမယ့်မျိုးဆက်တွေကျွန်တော်တို့တိုင်းသူပြည်သားတွေအားလုံးရဲ့မျိုးဆက်တွေအားလုံးကလည်းစစ်တပ်ရဲ့နင်းများဘဝကိုရောက်ရမှာပါစစ်တပ်လှုပ်ချင်တိုင်းလှုပ်တဲ့ဘဝမှာကျွန်တော်တို့ခံရမယ်ကျွန်တော်တို့တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့နောက်ကမျိုးဆက်တွေအားလုံးကလည်းဒီတန်တွေကိုခံစားကြရမှာပါအဲ့ဒီတော့ကိုယ်မလွတ်လပ်တာအကြောင်းမဟုတ်ပေမဲ့ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မြေးတွေမြစ်တွေအားလုံးဒီတန်ကြီးကိုဆက်ပြီးတော့ခံစားစေချင်တယ်ဆိုလို့ရှိရင်ဒီကိစ္စတွေမှာကျွန်တော်တို့ကမသိသလိုလက်လျူရှုနေလို့ရပါတယ်ကျွန်တော်အခုပြောနေတာတော်လိုင်းဘက်ကိုဒီတိုင်းတော်လိုင်းဘက်ကိုပါဆိုပြီးတော့ကျွန်တော်တို့အတင်းပြောနေတာမဟုတ်ပါဘူးအခုလက်ရှိဖြစ်နေတဲ့ပြဿနာတွေမှာဘယ်သူတွေကအခွင့်ထူးခံရနေကြတာလဲဘယ်သူတွေကနင်းများအနှင်းခံဘဝကိုရောက်နေကြတာလဲဒါတွေကိုတိတိကျကျစဉ်းစားကြည့်လို့ရှိရင်ကျွန်တော်တို့ကဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်ကျွန်တော်တို့ရတဲ့အခွင့်အရေးတွေဘာကြောင့်ဆုံးရှုံးနေရတာလဲဒီလိုပဲကျွန်တော်တို့နောက်မှာဖြစ်လာမယ့်မျိုးဆက်တွေရောဒီလိုနင်းများဘဝကိုဆက်ပြီးတော့ရှိစေချင်တာလားဒါကတော့ခင်ဗျားတို့ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့်နဲ့သက်ဆိုင်ပါတယ်အခုဆိုလို့ရှိရင်တိုင်းပြည်မှာကျွန်တော်တို့ကပြည်သူလူထုတွေရဲ့စာဝတ်နေရေးတွေခက်ခဲနေကြတယ်ဒါပေမဲ့တချို့ပြည်သူလူထုတွေဟာတစ်ဖက်မှာဖြစ်နေတဲ့ကိစ္စတွေကိုသူတို့နဲ့မသက်ဆိုင်လို့နေကြပါတယ်ပြည်သူလူထုတွေပုံကျအသက်ဖြတ်ခံရတယ်ဒါပေမဲ့သူတို့နဲ့မသက်ဆိုင်လို့နေရတယ်ဇက်ပွဲတွေရှိလို့ဇက်ပွဲတွေသွားကြည့်ကြတယ်မကြည့်နဲ့မဟုတ်ကြည့်လို့ရပါတယ်ဒါပေမဲ့အချိန်တန်လို့ရှိရင်တစ်ဖက်မှာဘုံကျဲခံရတယ်လို့ပဲခင်ဗျားတို့တွေလည်းအချိန်တန်လို့ရှိရင်ဒီကိစ္စတွေကကြုံတွေ့လာမှာပါအဲ့တော့မသေးခင်မှာပျော်နေမယ်ဆိုလို့ရှိရင်တော့အဲ့လူတွေကတော့နေကြပါကျွန်တော်ပြောချင်တာဒီအချိန်ကာလလေးတစ်ခုမှမပြောလိုက်ရပဲနဲ့တစ်သက်လုံးပျော်ရွှင်နေရမယ်ကိုယ်တွေမဟုတ်ဘဲနဲ့ကိုသားသမီးကိုယ့်ရဲ့မြေးတွေမြစ်တွေပါလွတ်လပ်နဲ့စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအချိန်မှာစဉ်းစားဆုံးဖြတ်ပြီးတော့ဘယ်အရာကဘာတွေကိုအကျိုးသက်ရောက်မှုရှိနေစေတာလဲဘယ်အရာကြောင့်ငါတို့ကဘယ်လိုဒုက္ခတွေခံနေကြရတယ်လဲဆိုတော့ပြန်ပြီးတော့စဉ်းစားစေချင်ပါတယ်ခင်ဗျားတို့တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတွေကိုခင်ဗျားတို့အခုပေးထားတဲ့လွတ်လပ်ခွင့်တွေဆိုတာရေပေါ်စီလွတ်လပ်ခွင့်တွေပါအပေါ်ယံလွတ်လပ်ခွင့်လေးတွေပါတကယ်ကျွန်တော်တို့ဟာဒီစစ်တပ်ကိုအမြင့်ပြတ်အောင်တိုက်ထုတ်နိုင်ပြီဆိုလို့ရှိရင်ဒီထက်တာတဲ့လွတ်လပ်ခွင့်တွေကျွန်တော်တို့ကစစ်မှန်တဲ့လွတ်လပ်ခြင်းတွေကိုအပြည့်အဝခံစားကြရမှာပါအဲ့ဒီလိုခံစားကြရတာကိုတယောက်တည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နောင်လာမယ့်မျိုးဆက်တွေပါကောင်းစားဖို့ကျွန်တော်တို့ကဒီကိစ္စကိုပြောနေရခြင်းဖြစ်ပါတယ်အဲ့တော့အခုဖြစ်နေတဲ့ကိစ္စတွေကြောင့်တိုင်းပြည်လုံးတိုင်းပြည်မှာရှိသမျှလူအားလုံးကျွန်တော်တို့ကဒီဒုက္ခတွေခံစားနေကြရတယ်ဆိုလို့ရှိရင်တော့ဒါကဒီနှစ်ဦးနှစ်ဖက်လက်နက်ကိုင်တော်လိုင်းတပ်ဖွဲ့တွေနဲ့ဒီစစ်တပ်နဲ့ဖြစ်နေတဲ့ပြဿနာတွေအကြောင်းလို့ကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်။ဘာလို့လဲဆိုလို့စစ်တပ်နဲ့ပတ်သက်တဲ့သူတွေပါစီးပွားရေးတွေကြာဆင်းလာမယ်စစ်တပ်နဲ့ပတ်သက်တဲ့သူတွေပါဒီဒုက္ခတွေခံစားနေကြရတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလက်ခံပေးလို့ရပါတယ်။ဒါပေမဲ့စစ်တပ်နဲ့ပတ်သက်တဲ့သူတွေကကြတော့ဒီကိစ္စတွေမှာကင်းလွတ်ခွင့်ရနေတယ်စစ်တပ်တွေမဟုတ်ဘဲနဲ့စစ်တပ်ရဲ့အတိုင်းဝိုင်းနဲ့ပတ်သက်တဲ့သူတွေကျွန်တော်ဆောင်းပြောခဲ့သလိုပဲအုပ်ချုပ်ရေးမှုတွေယာယီမှုတွေအားစဒီကိစ္စတွေမှာအခွင့်ထူးခံလူဒန်းစားတွေဖြစ်နေကြတာကပြည်သူလူထုတွေလက်ခံနိုင်ရင်လားကျွန်တော်တိုင်းမှာနောက်အခုဆိုလို့ရှိရင်ဘာတွေဖြစ်လာလဲဆိုတော့ကိုယ့်ရင်ကိုယ်ရာတွေကိုပါကျူးကျော်ဆိုပြီးတော့ဖယ်ပေးနေရတဲ့ကိစ္စတွေရှိလာတယ်နောက်ပိုင်းကျရင်လည်းဒီထက်ပိုဆိုတဲ့အရာတွေဖြစ်လာကြမှာ
ဒီကိစ္စတွေကိုကျူးကျော်လို့ဆိုပြီးတော့အခုလိုဖြစ်နေတဲ့ကိစ္စတွေမှာခင်ဗျားတို့ဘယ်သူကိုသွားတိုင်ရဲကြလဲဘယ်အစိုးရကိုသွားတိုင်ရမှာလဲတခုခုဖြစ်လာပြီဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းပြည်ရဲ့အခုလက်ရှိအုပ်ချုပ်နေတဲ့စစ်တပ်ကလုပ်နေတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကဘယ်သူကိုသွားတိုင်ပြီးတော့ဘယ်အမှန်တရားကိုမျှော်လင့်နေကြရလဲတိုင်းပြည်မှာအခုလက်ရှိတိုင်းပြည်မှာအမှန်တရားဆိုတဲ့အရာရောတကယ်ရောရှိနေသေးလို့လားအုပ်ချုပ်ပါတယ်ဆိုတော့ဥပဒေတွေစီးတွေဘောင်တွေရောပြည်သူလူထုပေါ်မှာမိတီနေရလားတိတိကျကျစဉ်းစားဆုံးဖြတ်ဖို့လိုပါပြီဒါတွေကိုမှခင်ဗျားတို့ကစဉ်းစားမဆုံးဖြတ်ပဲနဲ့ငါတို့အဆင်ပြေနေသေးတာပဲဆိုလို့ပဲငါတို့အဆင်ပြေနေသေးတာပဲလို့တွေးနေတယ်ဆိုရင်တော့သိကြပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာဒီပုံစံဒီအတိုင်းပဲဆက်ပြီးတော့တည်ရှိသွားမယ်ဆိုလို့ရှိရင်နောင်လာမယ့်မျိုးဆက်တွေကလည်းစစ်တပ်ရဲ့အနှင်းခံဘဝနဲ့ပဲကျွန်တော်တို့ကဆက်ပြီးတော့ရှင်ဆိုင်သွားရမယ်နေထိုင်သွားရမယ်လို့ပြောချင်ပါတယ်အခုလက်ရှိကျွန်တော်တို့တိုင်းပြည်မှာဘယ်လိုတွေဖြစ်နေလဲဆိုတော့တစ်ဖက်မှာကျတော့သူကနဲ့သူပွဲတွေလုပ်တယ်စီစီကာကာပွဲမကြည့်ရလို့ဆိုပြီးတော့အော်ဟစ်တောင်းညံ့နေတဲ့သူတွေအများကြီးပဲဒါပေမဲ့တစ်ဖက်မှာကိုနေရာလေးမှာတစ်ဖက်မှာကိုအိမ်ကိုရမှာမဟုတ်ဘဲနဲ့ဘုံရောက်လို့နေရာပဲဖြစ်ဖြစ်စစ်ရှောင်နေရတဲ့နေရာမှာပဲဖြစ်ဖြစ်ညဘက်အိတ်ဆက်ဖို့တော့မှပဲကျွန်တော်တို့ရှိသမျှဖះအစုံဆူတောင်းရင်တော့မှပဲကောင်းကောင်းမွန်မွန်အိတ်ဆက်နိုင်မှာမဟုတ်ပါဘူးဘယ်ဖះမှလည်းကောင်းကောင်းမွန်မွန်အိတ်ဆက်အောင်လုပ်ပေးနိုင်တာမဟုတ်ပါဘူးတစ်ဖက်မှာခံစားနေရတဲ့ဒုက္ခတွေကအဆင်ပြေသွားအောင်တစ်ဖက်မှာခံစားနေရတဲ့ပြည်သူလူထုတွေဖះဥသာဆူတောင်းလို့မရတာပါဒီကိစ္စတွေကကျွန်တော်တို့အခုလက်ရှိတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးဝိုင်းတွန်းနေဆိုလို့ရှိရင်ဒီကိစ္စတွေကကျွန်တော်တို့ကိုယ်တိုင်လုပ်လို့ရှိရင်ဒီရလာမယ့်အကျိုးဆက်ကကျွန်တော်တို့ကိုယ်တိုင်ပဲပြန်ခံစားရမှာပါအဲ့ဒီတော့ဘာကြောင့်ဆက်ပြီးတော့ငြိမ်ခံနေကြတာလဲတစ်သက်လုံးခင်ဗျားတို့ငြိမ်ခံသွားနိုင်တဲ့ခန္ဒီပါရမီတွေခင်ဗျားတို့မှာရှိနေတာလားခင်ဗျားတို့မှာအဲ့လိုရှိတယ်ဆိုရင်တော့မှပဲခင်ဗျားတို့မွေးလာတဲ့သားသမီးတွေကိုတော့ဒီဒုက္ခတွေထဲမှာမထားခဲ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်တိုင်းပြည်မှာလူငယ်တွေဆိုတော့ခင်ဗျားတို့မွေးထားတဲ့သားသမီးတွေကအစပညာမတတ်အသိဉာဏ်မရှိလို့ရှိရင်ဒီတိုင်းပြည်ဟာခင်ဗျားတို့အော်နေတဲ့တရုတ်ကခြံစည်းကိုကြော်ပြီးလာခတ်လို့အော်နေတဲ့အရာတွေကဆက်ဖြစ်လာမှာပါခြံစည်းရိုးတွေကြော်ခတ်မှာမဟုတ်ပါဘူးတတိုင်းပြည်လုံးမှာတရုတ်ကပါအုပ်စိုးရပါလိမ့်မယ်။ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုလို့ရှိရင်စစ်တပ်ကတိုင်းပြည်မှာရှိတဲ့တယံဇာတာတွေတဘာဝအရင်းမြစ်တွေအားလုံးကိုရှိသမျှကျွန်တော်တို့တိုင်းပြည်ရဲ့အဖိုးတန်ကြောင်မြရနာတွေတဘာဝတွင်ထွက်ပစ္စည်းတွေအားလုံးကိုတရုတ်ကိုရောင်းစားနေပါတယ်။တရုတ်ကလည်းသူ့တိုင်းပြည်မှာလှုပ်လို့ရတဲ့ဟာသူ့တိုင်းပြည်မှာလည်းဒီလိုပစ္စည်းတွေရှိလားဆိုတော့ရှိပါတယ်။ဒါပေမဲ့သူ့တိုင်းပြည်မှာလှုပ်လို့ရှိရင်သူ့တိုင်းပြည်ရဲ့တဘာဝတယံဇာတာတွေတူးယူလို့ရှိရင်ကျွန်တော်တို့ထွက်လာမဲ့ဘေးထက်ဆိုးကျိုးတွေအတွက်သူတို့ကပြန်ပြီးတော့ဒီနေရာတွေမှာအစားထိုးလုပ်ပေးရပါတယ်ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ပေးရပါတယ်အဲ့လိုလုပ်ပေးရတဲ့အခါမှာသူတို့မှာချက်ချက်တွေအများကြီးကုန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာလာပြီးတော့လုပ်လို့ရှိရင်ကျွန်တော်တို့တိုင်းပြည်မှာပြန်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ရဲ့မြေနေရာတွေတဘာဝပတ်ဝန်းကျင်တွေပျက်စီးထိန်းသိမ်းဖို့အတွက်ပြုပြင်ထိန်းသိမ်းဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့နိုင်ငံမှာဘာမှမလုပ်ပေးခဲ့ပါဘူးသူတို့လိုချင်တာကိုယူပြီးသွားလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်မှာဒီတိုင်းပဲပြစ်ထားခဲ့ပါတယ်ပြထားခဲ့တော့ပြုပြင်ထိန်းသိမ်းရေးဈေးတွေအရင်တက်တာပါတယ်အဲ့ဒီတော့ကျွန်တော်တို့တိုင်းပြည်ကရသမျှတယံဇာတာကိုဈေးပေါ်နဲ့ရနေတာဖြစ်တဲ့အတွက်သူတို့ကလာပြီးတော့တူးယူနေကြတယ်အချိန်ကြာလာတဲ့အမျှကျွန်တော်တို့တိုင်းပြည်ကဆုတ်ပြတ်သွားဖို့ပဲရှိပါတယ်ဒါတွေအားလုံးကဘယ်သူလုပ်နေရလဲဆိုလို့ရှိရင်စစ်တပ်ကသူတို့မိသားစုကောင်းစားရေးနဲ့သူတို့နဲ့ပတ်သက်တဲ့လူလူစုစာကောင်းစားရေးအတွက်ဒီအရာတွေကိုရောင်းစားနေခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့စစ်တပ်ကိုထောက်ခံတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်တဖြည်းဖြည်းနဲ့ပျက်စီးသွားပြီးတိုင်းပြည်မှာနေခြင်းစရာမရှိတော့ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဘာမှသွားနေမှာလဲစစ်တပ်ကိုထောက်ခံတဲ့သူတွေအမျိုးဘာသာသာသနာကိုထောက်ခံပါတယ်ဆိုတဲ့လူတွေကရောခင်ဗျားတို့နေရာလေးကျင်းသွားပြီကျွန်တော်တို့တိုင်းပြည်စုပ်ပြတ်တတ်သွားပြီဆိုလို့ရှိရင်သူများနိုင်ငံမှာခင်ဗျားတို့အမျိုးဘာသာသာသနာဆိုတာကိုသွားပြီးအော်လို့မရပါဘူးတိတ်တိတ်ချာချာစဉ်းစားစေချင်ပါတယ်ခင်ဗျားတို့သားသမီးတွေပညာတတ်ဖြစ်လာလို့ရှိရင်ဒီထက်ကောင်းမွန်တဲ့အနာဂတ်တွေဒီထက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်တွေဒီထက်ကောင်းမွန်တဲ့အစိုးရတွေဆိုတာကိုလုပ်လို့ရပါတယ်ခင်ဗျားတို့ကစစ်တပ်တစ်ခုတည်းဝယ်ကြည့်နေလို့မရပါဘူးစစ်တပ်တစ်ခုတည်းဝယ်မျိုးလုံးစုံမိတ်ပြီးထောက်ခံနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ဟာဒီထက်ပိုပြီးတော့ဆိုးရုပ်လာဖို့ပဲဒီထက်ပိုပြီးတော့ဆုတ်ပြတ်တတ်သွားပြီးတော့အချိန်နဲ့လို့ရှိရင်တိုင်းပြည်တစ်ပြည်လုံးမှာပျောက်ကွယ်သွားမယ်ဒါကတိုင်းပြည်တစ်ပြည်လုံးပျောက်ကွယ်သွားမယ်ဆိုတာသူများလာလုံးမှာမဟုတ်သူများကလာပြီးတော့ဖျက်ဆီးပြစ်တယ်ဆိုတာလက်နက်တွေဒုံဘုံတွေပါညာနဲ့ဖျက်ဆီးပြစ်မှာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်ရဲ့သဘာဝတွင်တဲ့ပစ္စည်းတွေကိုထုတ်ယူသွားခြင်းအပြင်လည်းကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီရဲ့ထုတ်ယူသွားတဲ့အကျိုးဆက်က
စိုးကျိုးရလက်တွေကြံနေခဲ့ပါတယ်ကြံနေခဲ့တဲ့အရာတွေကဘယ်သူမှလည်းကျွန်တော်တို့တိုင်းပြည်ကိုပြုပြင်ထိန်းသိမ်းရေးဆိုပြီးတော့ဘယ်သူမှလည်းမလုပ်ပေးသလိုရတဲ့ပစ္စည်းတွေကိုပဲထုတ်ယူသွားတာပါကြံတဲ့ဒီဘက်မှာစိုးကျိုးတန်တွေကိုကျွန်တော်တို့ပြည်သူလူထုတွေပဲခံစားနေကြရတာပါအဲဒီတော့ဘယ်အရာမှမျက်လုံးစုံမပြီးမယုံပါနဲ့ကျွန်တော်တို့တော်လိုင်းဘက်ကလူတွေကလည်းတော်လိုင်းအဖွဲ့အစည်းတိုင်းကိုမျက်လုံးစုံမပြီးမယုံပါနဲ့ဒီလိုပြောခြင်းအပြင်တွေးခွဲတာမဟုတ်ပါဘူးဒါပေမဲ့မှန်တယ်ဆိုတဲ့အရာကိုပဲချားချပြီးတော့ကျွန်တော်တို့ကကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့လိုအပ်နေပါတယ်တိုင်းပြည်မှာနောက်ပိုင်းကျလို့ရှိရင်လူငယ်ရင်းမြစ်တွေဆုံးရှုံးနေရပါတယ်စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့လူတွေကလည်းခင်ဗျားတို့သားသမီးတွေခင်ဗျားတို့ပြည်တွင်းမှာတကယ်ရောရှိကြရလားပြည်တွင်းမှာရှိလို့ရှိရင်ခင်ဗျားတို့စစ်တပ်ကတနေ့တစ်ချိန်မှာခင်ဗျားတို့သားသမီးတွေကိုပါစစ်မှုထမ်းလာခေါ်ရပါလိမ့်မယ်အဲ့ကြလို့ရှိရင်ကိုသားသမီးတွေနဲ့တေခွဲမဟုတ်ရင်ရှင်ခွဲရပါလိမ့်မယ်အများဆုံးဖြစ်ဖို့ကတော့တေခွဲဖို့များပါတယ်ဒီຢာတွေဟာနောက်တစ်နှစ်အတွင်းမှာတိတ်မကြခင်မှာဖြစ်လာတော့မှာပါအဲ့တော့အခုတွေကစပြီးတော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးကဒီစနစ်တွေကိုယုံထွက်မယ်ဒီလိုဒဏ်တွေကိုမခံကြဘူးဒီလိုဖိနှိပ်မှုဒဏ်တွေကိုမခံကြဘူးကျွန်တော်တို့ကယုံထွက်မယ်ဆိုလို့ရှိရင်အချိန်မီပါသေးတယ်အကိုလုံးပြည်သူလူထုအားလုံးဒီစနစ်တစ်ခုအရွေ့မှာပါဝင်ခြင်းအပြင်ကျွန်တော်တို့တိုင်းပြည်ကောင်းလာဖို့အတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေမှာပါဘယ်သူကိုထောက်ခံပါတယ်ဘယ်အစိုးရကိုထောက်ခံပါတယ်ဘယ်ပါတီကိုထောက်ခံပါတယ်ဆိုတဲ့ကိစ္စတွေအကြောင်းပြောနေတာမဟုတ်ပါဘူးအဓိကကျွန်တော်တို့တိုင်းပြည်ကိုအခြေခံပြီးပြောနေတာပါအားလုံးပဲကျေးဇူးများတင်ပါတယ်